အားလုံးပဲမင်္ဂလာပါခင်ဗျာမိနိုင်အေကို channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့ကျွန်တော်တင်ဆက်မယ့်ဇာတ်လမ်းကတော့စာရေးသူမောင်မိုင်းညိုချောင်းရေးသားထားတဲ့စိတ်ယုံတဲ့ကဝိညာဉ်များဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ခင်ဗျာဒီဇာတ်လမ်းလေးမစတင်ခင်မှာကျွန်တော်ရဲ့မိနိုင်အေကို channel လေးကို like and subscribe မလုပ်ရသေးဘူးဆိုရင်တော့ like and subscribe နှိပ်ခဲ့ပြီးတော့ဇာတ်လမ်းသစ်များစွာကိုမလွတ်တမ်းခန်းစားနားဆင်နိုင်မှုအတွက်ပရိသတ်တို့ကဘေးနားက notification ဘဲလေးကိုနှိပ်သွားကြဖို့အကြံပြုရင်းနဲ့ဇာတ်လမ်းလေးကိုစတင်လိုက်ပါပြီခင်ဗျာကြေကွဲစရာကောင်းတဲ့အဖြစ်အပျက်တစ်ခုပါတရင်ကြောသူတိုင်းနှလုံးသားကိုနာနာကြည်ကြည်ဖိနှိပ်နေတယ်လို့မျိုးခံစားရပြီးတော့အသေးမှသူတချို့တော့မှမျက်ရည်ဆူခဲ့ရတယ်လို့ဆိုပါတယ်အထေချုပ်စိတ်ယုံတယုံကဂျိုဘို့ဖယ်ရီကမှောက်ပြီးတော့အမျိုးသမီးအလုပ်သမား9ယောက်တေဆုံးတဲ့တရင်ဖြစ်ပါတယ်ဒဏ်ရာရသူ20လောက်ထဲမှာလည်းအပြင်းထန်သမားတွေပါနေလို့တေစင်းထတ်တိုးလာမှကိုစိုးရိမ်နေရပါတယ်မြေနဲ့ရလန်ဆိုင်ခံရတဲ့သူလေးတွေမိုးလိုက်လို့ရွာတာကိုခံနေရတဲ့ကန်ဆိုးမာလေးတွေအတွက်စိတ်မကောင်းခြင်းကြီးစွာနဲ့ညရည်ပြင်းပြင်းကြသူတွေကကြလို့ပါဒီဖြစ်ရက်ကရန်ကုန်လှိုင်သာယာစက်မှုဆောင်မှာဖြစ်ပွားခဲ့တာပါစက်ယုံကနိုင်ငံသားသားပိုင်စက်ယုံပါစက်ယုံပိုင်ရှင်ကနိုင်ကိစ္စဆောင်ရွက်နိုင်အောင်လို့ကြေကွဲဝမ်းနဲ့ရတဲ့အထိမ်းအမှတ်အနေနဲ့လစာမပြတ်စက်ယုံ3ရက်ပိတ်ပေးမယ်လို့ကြေညာလိုက်ပါတယ်ဖယ်ရီမောက်တဲ့အချိန်ကမနေ့9နာရီလောက်မှဖြစ်တာကြောင့်မလို့လုံယုံရေးဝန်ထမ်းနဲ့နိုင်ငံသားဝန်ထမ်းတွေကလွဲလို့စက်ယုံမှာလူမရှိတော့ပါဘူးဝယ်နေခြင်းတွေနဲ့ဒိတ်စိတ်ငြိမ်သက်ခြင်းတွေတော့စက်ယုံတစ်ခုလုံးကိုချော့ချော့ကြကြကြီးစိုးနေပါတယ်ဒီလိုချင်းနေမှာပဲထိတ်လန့်စရာအဖြစ်အပျက်တွေဇက်တိုက်ဆိုတဲ့လိုမျိုးပေါ်ပေါက်လာပါတယ်အဲ့တော့ကတော့သစိ6ခံရတယ်လို့ပြောရမယ့်အဖြစ်အပျက်တွေပဲဖြစ်ပါတယ်အဖြစ်အပျက်တွေကနနက်8နာရီခွဲတိတိအချိန်မှာပေါ်လာခဲ့ပါတယ်စက်ယုံတယုံတွေကမော်တာဆက်ချုပ်တန်းလေပတ်တန်းတွေလည်းတဒုံဒုံထွက်ပေါ်လာပါတယ်အားလုံးအံ့အားသင့်သွားကြပါတယ်အစပထမတော့ဘယ်သူမှသဘောမပေါက်ကြပါဘူးလောက်သမားတချို့စက်ယုံပိတ်တာမသိဘဲနဲ့အလုပ်ဆင်းနေကြတာဖြစ်မယ်လို့ယူဆမိပါတယ်ဒါကြောင့်မလို့အတန်ကြားရစက်ယုံဘက်ကိုအပြေလွှာသွားကြည့်ပါတယ်အဲဒီကြောင့်မှပို့ပြီးတော့အန်ဩစရာကိုတွေ့ရပါတယ်ဝေပေါက်တကမာကြီးပြတင်းပေါက်တွေပါမကြမ်းစက်ယုံတကားတွေအားလုံးပိတ်ထားပါတယ်စက်ချုပ်နေတဲ့အတန်တွေကလည်းပိတ်ထားတဲ့စက်ယုံတဲကနေပြီးတော့ထွက်နေတာအားလုံးကလည်းတယောက်မျက်နှာတယောက်ကြည့်မိကြပါတယ်ပြီးတော့ပြတင်းပေါက်မှန်ချက်တွေကတဆင့်စက်ယုံထဲကိုကြည့်လိုက်ကြပါတယ်စက်ယုံထဲမှာလူတယောက်မှမရှိပါဘူးမြင်နေကြမြင်ကွင်းအတိုင်းစနေတကြစီတန်းချထားတဲ့စက်ချုပ်ခုံတွေပဲရှိပါတယ်စက်ချုပ်ခုံတွေအနီးမှာမင်းညကချုပ်လက်ဆောက်ပိတ်ဆော့အပိုင်းတွေအပုံလိုက်ရှိနေပါတယ်အဲဒီစက်ချုပ်ခုံတွေထဲမှာစက်ခုံ9ခုကစက်ချုပ်တူမရှိဘဲနဲ့တဒုံလုံးလေပတ်နေပါတယ်ပိတ်ဆော့ကလည်းလူချုပ်နေတဲ့အတိုင်းချုပ်ရဲ့အောက်ကနေပြီးတော့ညင်ညင်တတရွေလျားနေပါတယ်စက်ခုံရဲ့အရှိဘက်ကိုအတန်လိုက်ချနေပါတယ်မနက်စောစောကဖယ်ရီကားမှောက်ပြီးတော့တေဆုံးသွားတဲ့စက်ချုပ်သမား9ယောက်ရဲ့ဝိညာဉ်တွေစက်ယုံလေးကိုဝင်ပြီးတော့နေစဉ်အလုပ်ဆင်းနေကြတဲ့အတိုင်းဆက်ချုပ်နေကြပါတယ်။အဲ့ဒီအချိန်ကြောင်းမှာပဲနားလည်လိုက်ကြပါတယ်။မော်တာအချုပ်ဆက်လေပတ်တန်းတွေကလည်းစူညံနေသေးပါ။မမြင်ရတဲ့ဝိညာဉ်တွေကလည်းပိတ်ဆောက်တွေချုပ်နေသေးပါ။လုံခြုံရေးဝန်ထမ်းတွေရောစက်ယုံတတိတွေရောလက်တွေ့မြင်နေရတဲ့မယုံနိုင်စရာမြင်ကွင်းကိုကြည်ရင်းနဲ့အံ့အားသင့်နေကြပါတယ်။ကြောင်နေပြီးတော့ကြည်နေမိကြပါတယ်။အဲ့ဒီအချိန်မှာပဲတခြားစက်ယုံအဆောင်တွေကမော်တာချုပ်ဆက်လေပတ်တန်းတွေကလည်းတဒုံဒုံထွက်ပေါ်လာပြန်ပါတယ်။နောက်ထပ်ကြားရတဲ့စက်ယုံစီကိုအားလုံးကလည်းအပြေးလွှားသွားပြီးတော့ကြည်ကြပြန်ပါတယ်။အနေထားကလည်းပထမစက်ယုံမှာဖြစ်ပွားခဲ့တဲ့အတိုင်းပါပဲ။စက်ချုပ်ကုံနှစ်ခုသာစက်ချုပ်အလို့သမားမရှိဘဲနဲ့လဲပတ်နေပါတယ်။ပိတ်ဆောက်တွေနဲ့စက်ချုပ်နေပါတယ်။မနက်ကတည်ဆုံသွားတဲ့စက်ချုပ်သမားအလို့သမား9ယောက်ရဲ့ဝိညာဉ်တွေအလို့လာစင်းနေကြပြီဆိုတာကတော့တေးကြသွားပါတယ်။ဘာကြောင့်လဲဆိုတော့လူမရှိဘဲနဲ့သူ့လိုမော်တာဆက်တွေလဲပတ်ပြီးတော့ချုံနေတဲ့ခုံကလည်းစက်ယုံ2ယုံပေါင်း9ခုဖြစ်နေလို့ပါ။ဒီလိုဘာလို့ရမှန်းမသိဘဲနဲ့ကြောင်တောင်ကြည့်နေရတဲ့အခြေအနေမှာပထမဆုံးသတိဝင်လာတာကတော့နိုင်ငံခြားမန်နေဂျာပါသူကလည်းစက်ယုံတွေကိုလျှက်စစ်တက်အားပေးတဲ့မင်္ဂန်ကလပ်ကိုသွားပိတ်စေပါတယ်လုံယုံရေးဝန်ထမ်းတယောက်ကလည်းမီကလပ်ကိုပိတ်လိုက်ပါတယ်ထိုးလာတဲ့ဖန်ချောင်းတွေကလည်းမိငိမ့်သွားပါတယ်ဟာဟင်စားတဲ့ညီးသွားတန်တွေကလည်းစက်ယုံတွေကညွညွညံ့ညံ့ထွက်ပေါ်လာပါတယ်လျှက်စစ်တက်အားပြတ်လိုက်တာကြောင့်မလို့မော်တာချိုးဆက်တွေအားလုံးရပ်တန့်သွားပါတယ်တခဏအတွင်းမှာပဲဆက်ချုပ်တန်တွေငြိမ်သက်တိတ်ဆိတ်သွားပါတယ်အဖြစ်ပြကတော့ဒီမှာတင်ရက်သွားတာမဟုတ်ပါဘူး။ညဘက်မှာလုံခြုံရေးအလျောက်လက်စစ်မီးတွေပြန်ဖွင့်ပေးရပါတယ်။ဒီလိုမျိုးမီးပြန်ဖွင့်လို့မကြာမီမှာပဲစက်ရုံနေုံစီကမော်တာဆက်လေပတ်တန်တွေစူးစူးညံ့ညံ့ထွက်ပေါ်လာပြန်ပါတယ်။လျှက်စစ်မီးပြတ်ထားတော့လုံခြုံရေးအတွက်စိတ်မချရပါဘူး။လျှက်စစ်မီးပြတ်ထားတော့လုံခြုံရေးအတွက်စိတ်မချရပါဘူး။လျှက်စစ်မီးဖွင့်တော့မော်တာချုပ်ဆက်တွေလဲလာပြီးတော့တရေချောက်ခံရတဲ့အတွက်စက်ရုံပိုင်ရှင်ရောလုံခြုံရေးဝန်ထမ်းတွေပါစိတ်ညစ်ခဲ့ရပါတယ်။အစိုးဆုံးဖြစ်ရကတော့စက်ရုံပြန်ဖွင့်နေမှာပါ။စက်ရုံဖွင့်ရဖြစ်တာကြောင့်မလို့စက်ချုပ်အလုပ်သမားအားလုံးအလုပ်ဆင်းကြပါတယ်။လျှက်စစ်တပ်အားလွတ်ပြီးတော့အလုပ်သမားတွေစက်ချုပ်နေကြတဲ့အချိန်မှာလူမရှိတဲ့စက်ခုံတွေကပါအလိုလျောက်လဲပတ်ပြီးတော့စက်ချုပ်နေကြတဲ့အဖြစ်ပါ။စက်ချုပ်သမားတွေကလည်းကြောက်လန့်တကြားစက်ရုံအပြင်ဘက်ကိုပြေးထွက်ခဲ့ကြပါတယ်။စက်ရုံတစ်ခုလုံးကလည်းစူညာပေါ်လို့ရိုက်သွားပါတယ်။
သူတို့အားလုံးဆက်တွေကိုပိတ်ပြီးတော့ပြေးထွက်ခဲ့ကြပေမဲ့ဝိညာဉ်ချုပ်တဲ့စက်ကုံတွေကတော့စူညံတဲ့မော်တာစက်တံတွေနဲ့အတူတူပိတ်စားတွေကိုဆက်လက်ချုံနေတုံးပဲဖြစ်ပါတယ်။ရက်လက်နေမှာတိတ်ဆုံးသူအားလုံးအတွက်ရည်စူးပြီးတော့ရက်လက်စွန်ကြွေးတရားနာတာအများတန်းပေးဝေတာတွေကိုပြုလုပ်ပါတယ်။ဒါပေမဲ့မသိမီမှာစက်ယုံကိုဆွဲလန်းတဲ့စိတ်ဖြစ်ပေါ်သွားတာကြောင့်မလို့ဆက်လီရက်လောက်ကြာတဲ့အထိစက်ယုံမှာပဲတီမီနေကြပါတယ်။နေရောညပါတေသူဝိညာဉ်တွေရောက်လာပြီးတော့စက်ချုပ်နေတာကြောင့်မလို့အလုသမားတွေမစင်းရဲပဲနဲ့အလုပြတ်ကြရပါတယ်။နောက်တစ်ကြိမ် PA တရားတွေရွတ်ဆိုဖယ်ရှားပြီးမယ်လည်းမပြောက်ခဲ့ပါဘူး။နောက်ဆုံးမှာတော့ဆရာတော်ဘာကြွလာပါတယ်။သူတို့အတွက်စက်ယုံဝင်းတွေကတိပင်ကြီးတပင်မှာနေရာသတ်မှတ်ပေးပါတယ်။ဘော်သဘာပြောင်းရွှေ့သွားပြီးဖြစ်တဲ့အတွက်စက်ယုံရဲ့လုပ်ငန်းတာဝန်တွေနဲ့မတ်တက်ဆိုင်တော့ကြောင်းအမိန့်ပြန်ပေးပါတယ်။ဒီတော့မှတစီချောက်ခံရတဲ့ဖြစ်ရတွေကလည်းပျောက်ပြေးသွားခဲ့ပါတယ်။ဒီပြည့်ပြတ်တွေပြောပြတဲ့သူကတော့အဲ့ဒီအထည်ချုပ်စက်ယုံမှာကွန်ပျူတာစရေးမှအလုပ်လုပ်နေတဲ့အိမ်နီးနားချင်းမိတ်ဆွေတယောက်ရဲ့သမီးလေးပါ။ကာမော်ဒီနေ့ကလည်းသူ့လည်းဖယ်ရီစီးဖို့မှတ်တိုင်မှာစောင့်နေခဲ့ပါတယ်။လာတဲ့ဖယ်ရီကလည်းဒိုင်နာလိုက်ထရက်ဖြစ်နေလို့မစီးခဲ့ပါဘူး။သူကဒိုင်နာထက်စားလို့ရှိရင်တော့အန်ရီကေနဲ့ BM ဖယ်ရီကိုပဲစီးနေကြပါ15မိနစ်လောက်အကွာမှာ BM ရောက်လာလို့လိုက်သွားခဲ့ပါတယ်။ရှေ့တနေရာမှာတော့လမ်းဘေးထဲချော်ကြပြီးပက်လက်လန်းနေတဲ့သူတို့စက်ယုံကဖယ်ရီကိုတွေ့ရပါတယ်။အော်ဟင်းငိုယိုတန်တွေကလည်းစူညံနေခဲ့ပါတယ်။ရုပ်ပြက်ဆင်းပြက်ပွဲချင်းပြီးတည်နေတဲ့အမျိုးသမီးလေးတွေသွေးတန်တရေရဲနဲ့ဒဏ်ရာရကြသူတွေအချင်းတွေကလည်းကဘာပြက်နေတဲ့အတိုင်းပါပဲလို့ဆိုခဲ့ပါတယ်။အခုချိန်မှာတော့ဒီဖြစ်ပျက်တွေကနှစ်တော်ကြာမြင့်ခဲ့ပါပြီ။စက်ရုံဝင်းတွေကတစ်ပင်ကြီးမှာပဲနေရာပေးထားတာမို့လို့နာနာဘွားသစီတရေတွေရှိနေအောင်မှဖြစ်ပေမဲ့6လလှမ်းတာတွေတော့မဖြစ်တော့ဘူးလို့ပြောပြခဲ့ပါတော့တယ်။ဟုတ်ကဲ့ပါခင်ဗျ။အခုနားဆင်ခဲ့ရတဲ့ဇလန်ကတော့စာရေးသူမောင်မိုင်းညိုချောင်းရေးသားထားတဲ့စက်ရုံတွေကဝိညာဉ်များဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ခင်ဗျာ။ဆက်လက်ပြီးတော့နားဆင်ရမယ့်ဇလန်ကတော့စာရေးသူမောင်မိုင်းညိုချောင်းရေးသားထားတဲ့အိမ်မက်တစီနဲ့တွေ့ဆုံခြင်းဆိုတဲ့ဇလန်လေးပဲဖြစ်ပါတယ်ခင်ဗျာ။ဒီပြပြကအရန်ထူးဆန်းနေအန်အိုးဖို့လည်းတိတ်ကောင်းနေဘလို့အကြောင်းကြောင့်အမှန်တကယ်ဖြစ်ပြလာမယ့်အကြောင်းအရာကိုလည်းကျွန်မကဒီရက်ကြိုတင်ပြီးတော့အိမ်မက်ထဲမှာမြင်ခဲ့ရတာလေဒီပြပြကအရန်ထူးဆန်းနေအန်အိုးဖို့လည်းတိတ်ကောင်းနေဘလို့အကြောင်းကြောင့်အမှန်တကယ်ဖြစ်ပြလာမယ့်အကြောင်းအရာကိုသူမကလည်းတရက်ကြိုတင်ပြီးတော့အိမ်မက်ထဲမှာမြင်ခဲ့ရတာလေသူမစဉ်းစားလို့မရပါဘူးစာရေးသူကိုတော့ပြောပြနေတဲ့သူကတော့ဒေါ်တင်လာမြင့်ဆိုတဲ့ကျောင်းဆရာမတယောက်ပါရန်ကုန်တိုင်းအင်းစိတ်မြို့နယ်ကမူလာရန်ကျောင်းတစ်ကျောင်းမှာတာဝန်ကျနေပါတယ်ရှေ့ရထွက်ခဲ့ပြီးပြည်တဲ့စာအုပ်တချို့မှာတော့ဇာဖတ်သူအနေနဲ့ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ဒါမှမဟုတ်တဆင့်ကြားသိခဲ့ရတဲ့အမေရိကန်ဖြစ်ပျက်ခဲ့တဲ့ထူးခြားစမ်းကြယ်တဲ့အဖြစ်အပျက်များရှိပါကစာရေးသူရဲ့ပုံနံပါတ်39ကို2648 3939 ကိုဆက်သွယ်ပေးပါရန်မြေတားရက်ခံခဲ့ပါတယ်အဲဒီနောက်မှာတော့စာပတ်ပရိသတ်တချို့စာရေးသူစီကိုဆက်သွယ်လာပါတယ်တချို့ကတီကျွမ်းခင်မင်ဖို့ဆက်သွယ်ခဲ့ပေမဲ့လည်းအများစုကတော့သူတို့ကြုံတွေ့ကြားသိခဲ့ရတဲ့ထူးဆန်းတဲ့အဖြစ်အပျက်လေးတွေကိုပြောပြခြင်းလို့ပါအဲဒီထဲမှာဆီယမဒေါ်တင်လာမြင့်ကလည်းပါပါတယ်သူပြောပြတဲ့အကြောင်းအရာကတော့ထူးခြားစမ်းကြယ်ဖြစ်ရတွေကြီးရှားဖွေရေးသားနေတဲ့စာရေးသူအတွက်အရန်ကြီးထူးခြားတဲ့အဖြစ်အပျက်လို့တော့မဆိုနိုင်ပါဘူးဒါပေမဲ့ဒီကမ္ဘာလောကကြီးမှာအကျိုးကြောင့်စမ်းနေမှုနဲ့ကင်းပြီးတော့ဘာတစ်ခုမှမဖြစ်ဘူးလို့ယုံကြည်ထားတဲ့စာရေးသူအတွက်တော့တွေးတောစရာစဉ်းစားစရာတချို့လည်းဖြစ်တည်ခဲ့ပါတယ်ဒါကြောင့်လေတင်ပြရခြင်းဖြစ်ပါတယ်ဒီတညမှာသူမအိမ်မက်တစ်ခုမှတ်ပါတယ်အိမ်မက်ထဲမှာသူမဟာကျောင်းကိုသွားနေခဲ့တယ်ကျောင်းကလည်းသူမလက်ရှိတင်ကြားနေတဲ့စာသင်ကျောင်းမှာကျောင်းရှိကိုမရောက်မီလန်တဲ့နေရာမှာသစီမာကြီးတယောက်နဲ့တွေ့ခဲ့တယ်အဲဒီသစီမာကြီးကယောက်ကစိုးလိုက်တာလုံယုံဒါပေမဲ့သူမမကြောက်နေသေးပါဘူးအဲ့တော့ကတော့တော်တော်ထူးဆန်းပါတယ်အဲ့သစီမာကြီးကဆီယမလို့သူမကိုခေါ်ပါတယ်သူမကြည့်လိုက်တော့သူမကိုလက်ရက်ပြီးတော့ခေါ်ပါတယ်သူခေါ်တာကလည်းလှုပ်ဝက်တဲ့အကြောင်းအရာတစ်ခုကိုတွေ့လို့သိလို့သူမကိုပြောပြဖို့ခေါ်တဲ့ဟန်နဲ့တူပါတယ်သူမကလည်းဘူးမသိဘာမသိပါပဲတီးကျင်တာကြောင့်မလို့အဲ့သစီမာကြီးစီကိုသွားလိုက်ပါတယ်သူကလည်းသူမကိုအမိုက်ပုံတပုံနားကိုဆွဲခေါ်သွားပါတယ်အမိုက်ပုံအနီးမှာလူကြောက်ထိုင်းနေပါတယ်အသက်50လောက်ရှိတဲ့ယောက်ျားကြီးသူကိုကြည့်ရတာတကယ်အရက်သမားကြီးဆိုတာကိုသိတာပါတယ်မျက်နှာတွေတောင်မှဝါရောင်ရောင်ဖြစ်နေပါတယ်အရက်ဖောဖောနေတဲ့လက္ခဏာပေါ့သစီမာကြီးကလည်းအရက်သမားရဲ့လက်ထဲကအရာကိုလက်ညှိုးထိုးပြပါတယ်သူမကလည်းကြည့်လိုက်ပါတယ်အားနဲ့လက်အောင်မီတော့မလို့ဗဇက်ကိုလက်နဲ့အချိန်မီပိတ်လိုက်ရပါတယ်အရက်သမားကြီးရဲ့လက်ထဲမှာချက်ကျိုးတန်လက်နဲ့မွေးကစားကလေးလေးနီတာရဲကိုတွေးလိုက်ရပါတယ်ကလေးကတော့ယောက်ျားလေးပါဒါပေမဲ့သိနေပါပြီတင်ရှားရှားဒဏ်ရာတစ်ချက်နောက်စိတ်အနီးမှာတွေ့ရပါတယ်ဒဏ်ရာကလေးတွေးတွေထွက်နေပါတယ်ရှင်မလုံနေရလေအဲ့လိုမျိုးသူမကမေးလိုက်ပါတယ်အရက်သမားကြီးကလည်းသူမကိုမော့ကြည့်ပြီးတော့လန့်သွားပါတယ်ဘာမလုပ်ပါဘူးကလေးကိုတကြုံမလုပ်ပါအဲ့လိုမျိုးပြောပါတယ်သူမကလည်းခန့်ကောင်းကောင်းနေပဲသွားလေအမြန်သွားအဲ့လိုမျိုးပြောလိုက်ပါတယ်သူကလည်းကလေးလောင်းကိုထုတ်ထားတဲ့ပစိုးစုပ်လိုဟာနဲ့လုံအောင်လို့ထုတ်လိုက်ပါတယ်ဟိုကောင်မလာသေးလို့စောင့်နေတာအဲ့လိုမျိုးသူမကိုပြန်ပြောပါတယ်အဲ့ဒီချိန်မှာပဲသူမကိုခေါ်လာတဲ့သစီမာကြီးမရှိတော့ပါဘူးပျောက်သွားပါပြီအိမ်မက်ရဲ့တဘာဝအတိုင်းဟိုကိုရောက်လိုက်ဒီကိုရောက်လိုက်ဟိုမက်ဒီမက်မှတ်တယ်လို့ပဲထင်မိပါတယ်
အိမ်ညောင်မှာပဲသူမနိုးသွားခဲ့ပါတယ်ဒါကအိမ်မက်ပါမထူးဆန်းပါဘူးသူမအနေနဲ့လည်းမေမေပြောက်ဖြစ်သွားခဲ့ပါတယ်မနေ့ကျတော့ထုံးစံတိုင်းသူမเจ้าကိုသွားရပါတယ်ကလေးကိုစာတင်ပြပါတယ်ဒီလိုနဲ့နေ့လေသမင်းစားเจ้าစင်းချိန်ကိုရောက်လာခဲ့ပါတယ်ဆီယမရီအားလုံးဆီယနာနေကန်ထဲမှာနေ့လေစာစားပြီးတော့စကားပြောနေကြပါတယ်အဲဒီချိန်မှာเจ้าလို့သားကိုဝင်းမောင်ကဝင်လာခဲ့ပါတယ်လမ်းရဲ့အမိုက်ပေါ်မှာမွေးကင်းစာကလေးအလောင်းတွေ့လို့တဲ့လူတွေဝိုင်းအောင်ကြည့်နေကြတယ်ကိုဝင်းမောင်ရဲ့စကားကြောင့်ညကအိမ်မက်ကိုသူမကလည်းတတိချလိုက်ပါတယ်ချက်ကျိုးတန်းလန်းနဲ့ယောက်ျားလေးအလောင်းမဟုတ်လားသူမရဲ့စကားကြောင့်ကိုဝင်းမောင်ရဲ့မျက်နှာမှာအန်အော်ရဲ့အရက်ရောင်တွေဖြစ်ပေါ်သွားပါတယ်ကလေးလောင်းကိုပစိုးစုပ်တစ်ထည်နဲ့ထုတ်ထားတယ်မဟုတ်လားဟာဆီယမဘယ်လိုလုပ်ပြီးတော့သိရလဲသွားကြည့်တဲ့အတိုင်းပါပဲလားကိုဝင်းမောင်ရဲ့စကားကြောင့်တခြားဆီယမတွေရဲ့အကြီးကသူမစီကိုရောက်ခဲ့ပါတယ်တချင်လုံးစာတင်ကဲတွေကမထွက်ဘဲနဲ့ဒီကိစ္စကိုသူမဘယ်လိုလုပ်ပြီးတော့သိတာလဲဆိုတော့ဗဟေဒီမျက်စိတွေနဲ့သူမကလည်းထပ်ပြီးတော့ပြောလိုက်ပါတယ်အဲ့ကလေးအလောင်းကိုကိုဝင်းမောင်တိတိကျကျကြည့်ခဲ့လားဦးကောင်းရဲ့နောက်စေးမှာတရားတစ်ခုရထားတယ်တရားကနေပြီးတော့တွေးတွေထွက်နေတယ်ဒါတော့မသိဘူးဆီယမအဝင်းနဲ့ထုတ်ထားလို့မမြင်ရအောင်ဒါဆိုရင်အဲ့ဒီတရားရှိမရှိကိုဝင်းမောင်သွားပြီးတော့ကြည့်ပေးပါအောင်အဲ့ဒီချက်သာမှန်ရင်တော့အလောင်းလာပြတဲ့သူကိုကျွန်မသိပြီကိုဝင်းမောင်ကလည်းထွက်သွားခဲ့ပါတယ်ဆီယမတယောက်ကလည်းအမမြင်ဘယ်လိုလုပ်ပြီးတော့သိနေရလဲအံ့ဩစရာပဲအဲ့ဒီလိုမျိုးပြောပါတယ်ကျွန်မအကြမ်းမြင်ရတယ်လေသူမကလည်းသူတို့တအန်တော်ဖြစ်နေမှုကိုပေါ်သွားအောင်လို့ရဲစရာလှုပ်ပစ်လိုက်ပါတယ်မကြောက်ပါဘူးကိုဝင်းမောင်ပြန်ရောက်လာပါတယ်အံ့ဩစရာပဲဆီယမကြီးဆီယမပြောတဲ့အတိုင်းပဲကလေးရဲ့ဦးကောင်နောက်စီမှာတရားတစ်ခုရှိတယ်ရဲတွေကတော့ကလေးကိုတတ်ထားတာလို့ပြောတယ်ရက်ွက်ရုံထဲမှာလည်းလက်တွေအားလုံးကိုခေါ်ပြီးတော့စစ်နေတယ်ကဲဒါဆိုရင်တော့ကျွန်မအသက်ဟောလိုက်မယ်ဒီကလေးလောင်းကိုလာပြတဲ့သူကတေချာပေါက်အရက်သမား2ယောက်ဖြစ်ရမယ်ကိုဝင်းမောင်ကလည်းစုံစမ်းကြည့်ပါအောင်အဲဒီချိန်မှာပဲကြောင်းတိုက်ခေါင်းလောင်းထိုးလို့သူမတို့စာတင်ခန်းထဲမှာဝင်ခဲ့ရပါတယ်ဒီလိုနဲ့ညနေကျောင်းစင်းချိန်ကိုရောက်လာခဲ့ပါတယ်ကျောင်းသားတွေကိုဆင်ခွင့်ပြုလိုက်ပြီးတော့သူမကတော့စစ်စေးလက်စသူတို့လေးတွေရဲ့တင်ငန်းစာစာအုပ်တွေကိုစစ်စေးနေမိပါတယ်9မိနစ်လောက်ကြာမှစာတင်ခန်းထဲကနေပြီးတော့ထွက်လာခဲ့ပါတယ်နားနေကန်ရဲ့အပြင်မှာဆီယမတချို့နဲ့ကျောင်းလောက်တာကိုဝင်းမောင်တို့မတရက်စကားပြောနေရတာကိုတွေ့ရပါတယ်ဟောဆီယမလာပြီကိုဝင်းမောင်ရဲ့အတန်းကိုကြားလိုက်ပါတယ်အမမြင့်လာပါအောင်နေ့လေကကလေးအလောင်းပြတဲ့ကိစ္စနဲ့ပတ်သက်ပြီးအမမြင့်ဘယ်လိုလုပ်ပြီးတော့သိတာလဲဆိုတော့ကျမတို့စိတ်ဝင်စားနေကြတာအခုလေကလေးပြတဲ့ကိစ္စမှာအရက်သမား2ယောက်ပါဝင်ပတ်သက်နေတာဟုတ်မဟုတ်မေးကြည့်နေတာအမမြင့်ပြောတဲ့အတိုင်းကွက်တီပဲအမမြင့်ဆီယမတယောက်ကလည်းသူမကိုလမ်းခေါ်ရင်းနဲ့ပြောလိုက်ပါတယ်ကျမပြောသလိုအရက်သမား2ယောက်ပတ်သက်နေတယ်မဟုတ်လားသူမကလည်းကိုဝင်းမောင်ကိုမေးလိုက်ပါတယ်ဟုတ်တယ်ဆီယမဖြစ်ပုံကဒီလိုပြရဲကရက်ွက်ရုံမှာလက်တဲ့တယောက်ချင်းကိုခေါ်ပြီးတော့စစ်တယ်ညာဘ누구ကိုမွေးဝေးခဲ့လဲပေါ့အဲ့ဒီမှာပေါ်တော့တာပဲမိဘွားခဲ့တဲ့မိန်းကလေးကအိမ်အောင်မရှိတဲ့သူလေဒါကြောင့်မလို့ကလေးကိုအရက်သမား2ယောက်ကိုအရက်ဖိုးပေးပြီးတော့စွန့်ပစ်ခိုင်းလိုက်တာကလေးသေးသေးလေးမွေးလို့တုတ်တံမှာသွားပြီးတော့မြှောက်ခိုင်းခဲ့တယ်လို့ပြောတယ်အဲ့ဒါကိုအရက်သမား2ယောက်ကအမိုက်ပုံမှာပစ်ထားခဲ့တာလေအရက်သမား2ယောက်ကိုစစ်တော့တုတ်တံမှာမြှုပ်ဖို့လုပ်နေတော့ခွေးချီသွားတယ်လို့ပြောတယ်ရဲကတော့တက်ဆိုင်တဲ့သူတွေကိုစကန်ခေါ်သွားပြီးတော့စစ်နေရဲလေအဲ့ဒါတွေတော့ထားပါအောင်ဒါအကြောင်းတွေကိုဆီယမဘလို့လုပ်ပြီးတော့အဆဆုံးခရီးစိတ်တွင်းကြတိနေရတာလေဆီယမတယောက်ကလည်းကိုဝင်းမောင်ရဲ့စကားကိုဖျက်ပြီးတော့သူမကိုမေးလိုက်ပါတယ်ဘလို့ပြောရမလဲသူမစဉ်းစားကြည့်ပါတယ်သူမကလည်းဘေးရင်ဆီယမမဟုတ်ပါဘူးဆီယမတယောက်ကလည်းကိုဝင်းမောင်ရဲ့စကားကိုဖျက်ပြီးတော့သူမကိုမေးလိုက်ပါတယ်ဘလို့ပြောရမလဲသူမကလည်းစဉ်းစားမိပါတယ်သူမကတော့ဘေးရင်ဆီယမမဟုတ်ပါဘူးနတ်ဘူးဝင်ပြီးတော့ပြောနေတတ်တဲ့နက်ကတော့လည်းမဟုတ်ပါဘူးနောက်ပြီးတော့အတလန်ပုတ်ကိုတွေဘိုးတော်တွေစောင့်ရှောက်ပေးနေတဲ့အကြောင်းမြင်ရသူလည်းမဟုတ်ပါဘူးဘလို့ပဲဖြစ်ဖြစ်ပါအမှန်တကယ်ဖြစ်ပြခဲ့တဲ့အပြစ်ပြက်ကိုတရက်ကြိုပြီးတော့သူမအိမ်မက်ခဲ့ပါတယ်အိမ်မက်ထဲမှာတစီတကောင်ကလည်းသူမကိုခေါ်သွားပြီးတော့ဒီဖြစ်ပြက်တွေကိုပြသခဲ့တာဖြစ်ပါတယ်ညအိမ်မက်ထဲမှာတစီမတကောင်လေးတွေ့တယ်အဲ့ဒီတစီကဒီဖြစ်ပြက်တွေကိုကျမကိုကြိုပြီးတော့ပြသွားတာဒါကြောင့်ကျမခရီးစစ်တွင်းကြတိနေခဲ့တာအဲ့လိုမျိုးပြောလိုက်ပါတယ်သူတို့အားလုံးဇဝေဇဝါဖြစ်သွားကြပါတယ်မျက်နှာပေါ်မှာတော့ဗဟီလီအရေးရောင်တွေတန်းနေခဲ့ပါတယ်ယုံလဲမယုံချင်းမယုံလို့လည်းမဖြစ်ဘူးဆိုတော့ကျင်းတဲ့ချက်တွေကိုသူတို့ရောက်နေပြီဆိုတော့သူမကလည်းသိလိုက်ပါတယ်သူတို့ဘယ်လိုပဲထင်မြင်ယူဆပါစေသူမသစ္စာဆိုပြီးတော့ပြောရတာကတော့ဒီဖြစ်ပျက်ကအမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့အဖြစ်ပျက်တစ်ခုဆိုတာပါပဲဆရာကိုပြောပြလိုက်ရလို့ကျမရဲ့စိတ်တွေပေါ်သွားပါတယ်ဆရာအနေနဲ့လည်းကြိုက်တယ်လို့ထင်မြင်ယူဆနိုင်ပါတယ်ဆရာမတော်တင်လာမြင့်ကလည်းသူ့ရဲ့ဇလန်းကိုအဆုံးသတ်လိုက်ပါတယ်အဆုံးသတ်မှသူပြောတာကတော့သူ့ရဲ့ဇလန်းတွေကိုယုံချင်လဲယုံမယုံချင်လဲရပါတယ်ဆိုတဲ့သဘောပါဒါပေမဲ့သူ့ရဲ့ဇလန်းကိုနားထောင်ပြီးတော့စာရေးသူစဉ်းစားနေမိတာကတစီမအနေနဲ့ဘာကြောင့်ဒေါ်တင်လာမြင့်ကိုမှရွေးပြီးတော့အိမ်မက်ပေးခဲ့တာလဲသူ့အနေနဲ့ဒေါ်တင်လာမြင့်ကိုဘာပြောချင်တာလဲဆိုတဲ့မေးခွန်းရဲ့အဖြေကိုပါဘယ်လိုပဲဖြစ်ဖြစ်ပါဒီမျိုးရဲ့အဖြေကိုတော့စာရေးသူကမရပါမယ်ဒီလိုအိမ်မက်ပေးခြင်းရဲ့နောက်ွယ်မှာဆက်နွယ်နေတဲ့အကြောင်းတစ်ခုရှိနေပါမယ်ဆိုတာကိုတော့မလွဲမသွေယုံကြည်လျက်ရှိနေစေပဲဖြစ်ပါတော့တယ်ဟ
ဟုတ်ကဲ့ပါခင်ဗျအခုနားဆင်ကြရတဲ့ဇလန်ကတော့စာရေးသူမောင်မိုင်းညိုချောင်းဦးရေးသားထားတဲ့အိမ်မက်တစီနဲ့တွေ့ဆုံခြင်းဆိုတဲ့ဇလန်လေးပဲဖြစ်ပါရခင်ဗျဒီဇလန်လေးကိုအစားကနေအစုံထိလိုက်ပါနားဆင်ပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းဒီတိုင်းကိုကျွန်တော်ကနေပြီးတော့ကျေးဇူးတင်ပါတယ်ပရိသတ်များတာယာချမ်းမြေတဲ့နေ့ရက်များစွာပိုင်ဆိုင်နိုင်ကြပါစေလို့ဆုမွန်ကောင်းများတောင်းပေးလိုက်ပါရခင်ဗျ